ကလေးတယောက်ကိုစာဖတ်တင်မှုအတွက်လွယ်ကူတဲ့အစစ်လေး၃ဆင့်ကိုပြောပြပေးချင်ပါတယ်။ကလေးတယောက်ကိုစာဖတ်တဲ့အောင်တင်နေဆိုတာအရင်ခက်ခဲတယ်လို့ထင်ကြလားပေါ့နော်။ကျမတို့ငယ်ငယ်ကဆိုရင်ဒါစာဖတ်တတ်ဖို့ပေါ့စာဖတ်တတ်ဖို့တော်တော်လေးအချိန်ယူပြီးတော့တင်ရတယ်။ကျမကျောင်းမှာကလေးလေးတွေဘယ်ချိန်မှာစာဖတ်တာတင်ပြီးတော့ဘယ်ချိန်မှာစာဖတ်တတ်တယ်လဲပေါ့။စာလေးတွေကိုစပြီးဖတ်တတ်တယ်ပေါ့နော်။ဒါတင်တိုင်းနည်းလမ်းတွေကိုတခြားလေးသိထားမယ်ဆိုလို့ရှိရင်အခက်ခဲပါအောင်နော်။ကလေးတယောက်စာဖတ်တတ်ဖို့အဓိကအချက်2ချက်လိုပါတယ်အဲ့ဒါဘာလဲဆိုတော့တစ်ချက်ကလက်တဆောင်းကိုသိရပေါ့နော်ဒီစလုံးတွေအတန်တွေကိုသိရမယ်နောက်တစ်ခုကအဲ့ဒီအတန်တွေကို blend လုပ်နိုင်ရမယ်ပေါင်းပြီးတော့အပ်နိုင်ရမယ်ဒီနှစ်ခုကိုသူတက်ပြီဆိုရင်ကလေးကစပြီးတော့စာဖတ်တတ်ပြီပေါ့နော်ကလေးကစလုံးလေးတွေကိုစပြီးတော့ဖတ်တတ်တဲ့ skill ကိုသူရရှိမှာဖြစ်ပါတယ်ကလေးတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒါပေမဲ့များသောအားဖြင့်တွေ့ရတာတော့ကျမတို့ငယ်ငယ်တုန်းကတည်းအများကြီးပို့ပြီးတော့တိုးတောင်းတဲ့အချိန်ကာလတွေမှာစာဖတ်တက်လာကြတယ်ပေါ့နော်2လ1လ2လဒီလောက်မှာစပြီးတော့ဖတ်တက်လာတယ်နော်အကုန်လုံးဖတ်တက်သေးတာပြောတာမဟုတ်ဘူးစပြီးတော့စပြီးတော့ဖတ်တက်လာကြတယ်ဒါဆိုရင်ဒီလိုအချိန်တိုလေးတွေအတွင်းမှာစာဖတ်တက်ဖို့တင်ရတဲ့နည်းစနစ်တွေကဘာတွေလဲအရင်ကများရှိုးထွေးနေလားပေါ့နော်ဒီလိုမျိုးလေးတွေထင်စရာရှိတယ်ကျမတို့ကလေးတွေကိုစာဖတ်တက်အောင်တင်တဲ့အခါမှာနည်းလမ်းတွေမျိုးစုံရှိတယ်ပေါ့နော်ဒီတူစီ26လုံးကိုတောက်လျှောက်တင်နေရဆိုရင်တော့ဒါကလေးကမှတ်မိမှာမဟုတ်ဘူးပေါ့နော်ကျမတို့ငယ်ငယ်တုန်းကလို့ဒါလေးက A ဒါလေးက B ဒါလေးက C ပေါ့ CAD က cat ဒီလိုမျိုးနည်းစနစ်နဲ့သွားမယ်ဆိုရင်တော့မတက်ဘူးလားဆိုရင်တက်ပါတယ်ကျမတို့လည်းဒီနည်းနဲ့စာဖတ်တက်လာကြတယ်ပေါ့နော်ဒါပေမဲ့အချိန်ကာလအပြင်ပို့ပြီးတော့ကြားတယ်ပေါ့နော်ဒီနောက်ပိုင်းမှာဘယ်လိုမျိုးနည်းတွေလဲတင်ကြလဲပေါ့အရင်ဆုံးအရေးကြီးတဲ့အချက်ကကျမတို့ A ကနေ Z အထိ26လုံးရှိတယ်ဒီ26လုံးမမှတ်မိသေးဘူးခဏပြန်တင်နေမယ်ဆိုတာထက်ကျမတို့ကဒီနေ့မှာ26လုံးဆိုတာယူမစင်စားနဲ့ပေါ့နော်ဒီနေ့မှာစာလုံးဘယ်နှလုံးတင်မလဲ2လုံးတင်မလား3လုံးတင်မလားဒါမှမဟုတ်1လုံးနဲ့တင်မလားပေါ့နော်ဒီနေ့မှာဘယ်နှလုံးတင်မလဲ2လုံးဆိုလဲ2လုံး3လုံးဆိုလဲ3လုံးရွေးပြီးတော့ဒီ3လုံးရဲ့လက်တဆောင်းကိုပဲရအောင်အရင်တင်ပါပေါ့နော်ဒါပထမဆုံးအချက်ဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ကခုနက26လုံးဆိုတာအကြီးကိုစဉ်းစားပြီးတော့ခေါင်းခဲနေကြမလို့တော့ပဲဒီနေ့ရဲ့ learning goal ကတော့လက်တ3လုံးရဲ့အတန်ဖြစ်တယ်ဒီ3လုံးကိုဒီနေ့မှာရအောင်တင်မယ်ပေါ့နော် okay ဒါဆိုရင်ကျမတို့စာတင်ကြရတာလေးစာတင်ကြရဲ့ခရီးလမ်းအနေနဲ့ပို့ပြီးတော့လွယ်ကူလာတယ်ပေါ့နော်ဒီတစ်ပတ်မှာ3လုံးတင်မယ် okay နောက်တစ်ပတ်မှာနောက်ထပ်3လုံးတင်မယ်ဒီလိုမျိုးတစ်ဖြည်းဖြည်းနဲ့တင်သွားတဲ့အခါမှာဒီ26လုံးဆိုတာကလေးကတိတ်ပြီးမကြတဲ့အချိန်မှာသူရသွားမှာပေါ့နော်ဒီနေ့ချိန်မှာလည်းဒီတင်ကြတဲ့လူအတွက်ကောကလေးအတွက်ကောဝန်တော့ဝင်ဖို့ပဲဖြစ်တယ်ပေါ့နော်ဒီနေ့ချင်းစီလေးတွေကို focus လုပ်ပြီးတော့တင်သွားတာကပို့ပြီးတော့ထိရောက်ပါတယ်နောက်တစ်ခုအနေနဲ့ကိုကဘယ်ကနေစတင်မလဲပေါ့နော်ကိုကကဲလို့တင်ဆီယမမဟုတ်ဘူးအိမ်မှာကလေးကိုတင်ပေးတဲ့မိမိဆိုရင်ကိုကဘယ်လိုစတင်မလဲပေါ့နော်အေးကနေ Z တီတင်မလားတင်လို့ရတယ်ပေါ့နော်ဒီလိုလည်းတင်လို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာပုံမှုပြီးတော့ထိရောက်တဲ့ဒီ alphabet တွေကိုစီစဉ်ထားတဲ့နည်းတွေရှိတယ်ပေါ့နော် A ကနေ Z တီဆိုပြီးတော့အစင်လိုက်မတင်မဲနဲ့ဥပမာ Jollyphonics လိုမျိုးပေါ့နော် group 1က letter sound တွေကိုအရင်တင်မယ်ဒီလိုမျိုးပို့ပြီးတော့လွယ်ကူတဲ့ letter sound လေးတွေကိုရွေးချယ်ပြီးတော့တင်တာကဘာလေးအကျိုးရှိလဲဆိုတော့ခဏအတွက်လည်းစထားပြီးတော့ learning လုပ်ရလွယ်တယ်ဒီ letter sound လေးတွေသူ့အတွက်အတန်ထွက်လွယ်ကူတဲ့ letter sound လေးတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒီ letter လေးတွေဒီစလုံးတွေတော်တော်များများမှာပါနေတာဖြစ်တဲ့အတွက်သူ့အတွက်ဒါဒီ letter 6လုံးအတန်6တန်ကိုတင်ပြီးတာနဲ့သူ့အတွက်ဖတ်လို့ရတယ်စလုံးတွေအများကြီးဖြစ်သွားတယ်ပေါ့နော်ခုနကဒီ blending ပေါ့ blending ဒီစလုံးလေးတွေကိုပေါင်းဆက်ပြီးတော့ဖတ်တက်သွားမယ်ဆိုရင်သူက letter 6လုံးကိုသိရုံနဲ့စာလေးတွေကိုစပြီးတော့ဖတ်တက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒုတိယအချက်ကကိုကဘယ် alphabet လေးတွေကိုစတင်မလဲဘယ် letter လေးတွေကိုစတင်မလဲဆိုတာကိုရွေးချယ်ရပါမယ်လွယ်ကူတဲ့ letter လေးတွေကိုစပြီးတော့တင်ဖို့အဆင်ပြေချင်ပါတယ် okay ဆိုကြပါစို့ကျမတို့ကဒီ letter လေးတွေကိုတင်မယ်လို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒီမှာလေးကိုတင်မယ်အလေးကိုတင်မယ်လေးကိုတင်မယ်ဆိုရင်ကလေးကဘာလေးကိုဖတ်တက်သွားမလဲဆိုတော့ at landing လေးကိုသူ့ကိုတင်လိုက်ပြီဆိုရင် at ဆိုပြီးတော့သူဖတ်တက်သွားပေါ့နော်ပြီးရင် at လေးကိုဖတ်တက်သွားပြီဆိုရင်ခုနက3လုံးတင်ထားတဲ့အတွက် at set နော်ဒါလေးကိုလည်းသူဖတ်တက်သွားမယ် okay ဒါဆိုရင်သူ group 1ပြီးသွားတယ်ပေါ့နော်နောက်ထပ်သူ့ကိုဒီ letter လေးတင်လိုက်မယ်နော် group 2မှာဒီ letter လေးပါတယ်ပေါ့နော်ဒီ letter လေးဆိုအတန်လေးတင်မယ်ဆိုအတန်လေးကိုတင်မယ်ဆိုရင်သူကခုနကတော့ set ကိုသူတင်ပြီးသွားပြီဆိုရင် at cat ကိုလည်းသူဖတ်လို့တက်သွားမယ်ပေါ့နော်အဲ့လိုပဲ at mat ကိုလည်းသူဖတ်လို့တက်သွားမယ်ပေါ့နော်ဒီလိုမျိုးနီလန်းလေးဒီလိုမျိုးလေးတွေ
လွယ်ကူတဲ့ letter sound လေးကိုရွေးချယ်မယ်ဒီနေ့ကိုနည်းနည်းစီနဲ့သင်ကြားမယ်ဆိုရင်ဒါကလေးရဲ့ reading journey ကပို့ပြီးတော့မြင်မြင်ဆန်ဆန်နဲ့ထိရောက်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကလေးနဲ့ကိုယ်နဲ့စာသင်ကြားတဲ့အခါမှာfun ဖြစ်ဖို့လည်းလိုတယ်ပေါ့နော် fun ဖြစ်ဖို့လည်းလိုတယ်ကလေးတွေကတော့ဒါတိတ်ပြီးတော့တချို့ကလေးတွေကငြင်းမထိုင်တယ်မြင်မထိုင်ရတာမကြိုက်ဘူးပြေးရလွှားတာကြိုက်တယ်ဆိုရင်ဒါကွာစာသင်ခန်းထဲမှာဒီကလေးနဲ့ပြေးလွှားပြီးတော့ဒါ letter sound လေးတွေကိုဒီလိုမျိုးဖြန့်ကျဲထားပြီးတော့ like ကောက်ပြီးတော့ဒီလိုမျိုးလေးတွေသင်လို့ရတယ်ဒါမှမဟုတ် letter လေးတွေကို flash card လေးကိုဖွက်ထားပြီးတော့လိုက်ရှာရန်ကစားလို့ရတယ်ပေါ့နော်ပြီးနိုင်ရမှာလူလေးတွေကတ်ထားပြီးတော့လက်နဲ့ပြေးပြီးတော့လက်နဲ့ပုတ်တာဒီလိုမျိုးလေးတွေgame လေးတွေကစားဖန်တီးပြီးတော့ဒါသင်မယ်ဆိုရင် learning လေးကလည်း fun ဖြစ်မယ်ပေါ့နော်ကျမတို့ blending တွေသင်တဲ့အခါမှာဆိုကျမသဘောကျတဲ့method လေးတစ်ခုဆိုကားလေးပေါ့နော်စပွဲပေါ်မှာပေါ့နော် at ဆိုပြီးလိုလေးတင်ထားမယ် okay ဒါဆို blending လုပ်ကြမယ်ပေါ့နော်letter sound လေးအရင်ပြောကြည့်မယ် at နော်ဒီကားလေးနဲ့လိုလေးမောင်းကြည့်မယ် at sat ဒီလိုလေးပေါ့နော်ကားလေးကိုပထမဖြည်းလေးမောင်းမယ်အတန်လေးကိုဖြည်းဖြည်းထွက်မယ်ဖြည်းဖြည်းမြန်လေးထွက်မယ်ပြီးကားလေးကိုအမြန်မောင်းကြည့်မယ်ဒါဆိုရင် sat ဆိုပြီးရသွားပြီဒီလိုမျိုးနည်းလမ်းလေးတွေနဲ့သင်ကြားတာလေးတွေကဒါကလေးကိုလည်း fun ဖြစ်စေတယ်ပို့ပြီးတော့လည်းထိရောက်မှုရှိစေတယ်ပေါ့နော်ဒီကျမခုနကတော့ဆွေးနွေးသွားတဲ့အချက်တွေကိုပြန်ပြီးတော့ချုပ်ရလို့ရှိရင်ကျမတို့ကကလေးကိုစာဖတ်တာစပြီးတော့သင်တဲ့အခါမှာဒီ ABCD 26လုံးကြီးကိုသင်တာမျိုးမဟုတ်ဘဲနဲ့တနေ့ကိုနည်းနည်းစီသင်သွားမယ်ဆိုတဲ့ plan လေးကိုချထားမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုအနေနဲ့ကိုတရက်ကဒီ A to C ကိုဘယ်လိုနည်းလမ်းလေးနဲ့သင်ကြမလဲပေါ့နော်ဒီ phonics နည်းလမ်းနဲ့သင်မလား phonics သင်ကြားရေးနည်းလမ်းတွေအများကြီးရှိရနော်တော်လေးမဟုတ်ပါဘူးတခြားနည်းလမ်းတွေလည်းအများကြီးရှိရအခုကျမတို့ကဘယ်လိုနည်းလမ်းလေးနဲ့သင်မလဲဘယ်လိုလွယ်ကူတဲ့ letter sound လေးတွေကိုရွေးချယ်ပြီးတော့သင်မလဲဒါလေးကိုရွေးချယ်ပါပေါ့နော်နောက်တစ်ခုကတော့ဒီမဲ့ဒီလို fun ဖြစ်အောင်ပေါ့နော်သင်ကြားရေးခီးစဉ်ကိုပြောစရာကောင်းအောင် game လေးတွေ activity လေးတွေကိုကလေးရဲ့စိတ်ဝင်စားမှုနဲ့အညီဖန်တီးပြီးတော့သင်ကြားပေးမယ်ပေါ့နော်ဒီလိုနည်းလမ်းလေးတွေနဲ့သင်ကြားပေးမယ်ဆိုရင်ကလေးရဲ့စာဖတ်ခြင်းကြံနေမှာအများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်မင်္ဂလာပါကျမနာမည် therapy ပါကျမက YouTube channel လေးမှာကလေးတွေရဲ့ early childhood education နဲ့ပတ်သက်တာတွေဒီ phonics နဲ့ပတ်သက်တာတွေပေါ့နော်ပြီးတော့ parenting နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားတွေကိုဆွေးနွေးမျှဝေပေးနေတာဖြစ်လို့ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ထားနိုင်ပါတယ်ကျမဆွေးနွေးသွားတဲ့အပေါ်မှာသိချင်တာလေးရှိရင် comment လေးမှာရေးထားခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာတွေ့မယ်နော် bye bye